မင်္ဂလာပါမျိုးတို့ရေဒီမနေ့ထားကြောင်းသွားမယ်သွားပြီးရင်သူ့မေပြုတ်တင်ထားတယ်သူ့မေကတော့ဆေးရုံခိုင်းတာတက်နေရတယ်တနာပါတယ်ဆေးရုံသွားမယ်ပေါ့နော်သွားမယ်ဆိုတော့ဒီနေ့ကတော့ဟိုမိတ်ကက်လေးကိုစမ်းလိုက်နေသိလားမိတ်ကက်လေးစမ်းလိုက်တော့လှရထင်တာပဲကိုကတော့မသိဘူးနော်အမျိုးတို့ပြောပေးကြအောင်လှတာမလှတာလို့နော်အဲ့တော့ခိုင်းဆိုမနေ့စာမစားဘူးဒီနေ့ကတော့မနေ့စာစားမယ်တဖေးတောင်းမယ်သူ့တက်ဖြော်ပြီးသွားပြီသူ့တက်စားပြီးသွားပြီအဲ့တော့သူ့တက်ကိုဘူးနဲ့ထည့်သွားမယ်တပူတဖေးရတော့အဲ့ဒီကူကီရလေသူတို့ကလေးတွေကြောင်းမှရောင်းတာလေကလေးခေါင်းမပြရသေးဘူးသူကခေါင်းလျှော့တာတော့စီလည်းမလင်းရသေးဘူးဟိုသူတကားပိတ်ရတော့ဝင်လို့မရသေးလို့အဲ့တော့ဒီကူကီရလေသူတို့ကြောင်းတွေမှာလေကလေးတွေကြောင်းတွေမှာပြမယ်အဲ့ဘူးပြမယ်တကယ်ကောင်းတယ်ဒါပေမဲ့ဈေးကြီးတယ်ပေါ့ဒီလားဟိုကလေးတို့အပေးရနေတော့ဝယ်ရတာပေါ့လေဒီလားတရားမျိုးသူတို့ကလေးတွေကြောင်းမှာကျောင်းကကလေးတွေအတွက်ကိုသူတို့ရောင်းခိုင်းတာပေါ့နော်ကျောင်းကကလေးတွေသူ့မြည်တွေရောင်းရတယ်အဲ့တော့သူ6ဘူး9ဘူးပဲအဲ့တဘူးကို6ချက်ခွဲပေးရတယ်အဲ့တဘူးတော့6ချက်ခွဲပေးရလားမတန်ဘူးလေနော်တနေ့လေးပဲပါတာလေအဲ့တော့ဆိုတော့ကိုဖောက်တာအောက်ကနေဖောက်ကြည့်အဲ့6ချက်ခွဲပေးရတယ်ဒါပေမဲ့တကယ်ကောင်းတယ်ဒီလားသူကလေကိုကြီးကလေဟိုကဒီကိုကြိုက်တဲ့ခရမဲလားခရမဲပါတယ်ကွာကိုကြိုက်တဲ့ခရမဲပါတယ်တဲ့ဟုတ်တယ်အဲ့တော့ cookie face week ကိုကြိုက်တယ်အဲ့ဒါလေးသူကဟိုပဲပေးထားတယ်6ချက်ခွဲဆိုတော့ကိုကမစားချင်ဘူးဈေးကြီးတော့ဒါပေမဲ့သူ့မြေရောင်းတယ်နောက်ပြီးတော့အနီးနားမှာမားကတ်တွေမှာသူကကလေးတွေကလိုက်ရောင်းတာပေါ့နော်အဲရောင်းလို့ရှိရင်သူကအားပိတ်ချင်တော့ဝယ်တယ်တခြားဟိုင်လည်းရှိတယ်တခြားကုကီတွေကိုမကြိုက်တဲ့ကုကီလည်းရှိတယ်ဒါပေမဲ့ကိုကဒီထဲမှာအကြိုက်ဆုံးမဲ့တာဒီမှာလက်ဖေးနော်အဲ့တော့ကလေးတွေကိုအားပိတ်ရနေတော့ဝယ်ထားပြတာပေါ့နော်တစ်ခါဝယ်5ဘူး6ဘူးဝယ်တယ်သူကအားပိတ်တာပေါ့ကလေးတို့ဒီကိတ်ကြတော့လေဝါမမာလေးသူက frozen လုပ်ထားတာဒီလားတကယ်နော်ဟိုဟာနဲ့တူရသေးလားအမှန်နိုင်ငံကနေဘာခွာပါဘာကိတ်လဲထီတို့နက်ကလာဘာဒါလားသူကိတ်လေအဲ့ကိတ်နဲ့တကယ်တူရသေးလားတကယ်ကောင်းတယ်အဲ့ကိတ်လေးကလေ frozen လုပ်ထားပြီးမဲ့ပြီးရင်ဖျားစုံတော့ကမ္ဘာပန်သူထုတ်ထားတာပေါ့ကွာအဲ့ဆိုရှင်စားလို့ကောင်းတယ်ဒီကတခြားကိတ်တွေနဲ့မတူအရန်မချို့ကိုကအရန်ချို့မကြိုက်ဒီကကိတ်ဒီဒုနဲ့တည်းတအားချို့ရမကြိုက်ကိုကချိုးတာကြိုက်တယ်ဒါပေမဲ့သူတို့ချိုးလိုက်ရကိုမကြိုက်ဘူးဟုတ်တယ်ဒါကြောင့်တော့ပဲချိုးလည်းမချိုးဘူးစားလို့ပြန်ကောင်းတယ်တပူးမှာအဲ့ဒါလေတော့ကြီးပါတယ်ကိတ်မှုတလုံးစားပေါ့ညငွားကိတ်မှုတလုံးစားပဲပလင်းကိတ်တွေပါလို့တလုံးစားပဲငါကြကြော်ပဲပေးရဖန်စနောက်ကစားရဆိုမီအဲ့ဒီမှာဘူးတော့မင်းသားရဲ့ကြီးချိုးနေ8နာရီ9နာရီ45ရက်ဝင်သွားတာနော်အခုမှအမွေးရတော့ပြီးတယ်ကြားလဲဆိုတော့ခုံးပြီးတော့နေပြန်ဆွဲထားတာတရားဖျားကြောင်းသွားမှသူတို့လေနော်မိကတားရညက်လေးပဲနော်သူပြောတော့ကိုဒီမှာတင်းနေကိုလေးချီလိုက်တယ်မှာလေအဲ့လိုဖိုးရတော့ကိုလည်းဖိုးတော့ပေါ်ပဲဆိုတော့အများကြီးကိုမလေးပပလေးနဲ့လေဈေးကြီးရလေနော်ဘလို့အများကြီးနေမှာလားသူကနေလောက်ခံကိုအရင်လင်းရတော့နေလောက်ခံကိုအရင်လင်းတော့ညက်သွားသလားဖာတာတော့မသိဘူးညက်တော့ညက်နေရပဲအသားကြီးလေနော်ဈေးကြီးရောလည်းညက်တာပေါ့လေနော်အဲ့ဒါပြရသေးဘူးနော်ပွားရှုပ်နေတယ်မပြောနဲ့6သေးလို့ဟိုလိမ့်လို့စီလိမ့်လို့အဲ့ဒါနဲ့သူရေချိုးနေတော့ကိုကမကနဲ့ကိုလိုက်ဗီဒီယိုရိုက်တာအတူတူကဒီကောင်းအဲ့တော့ဆန်ဒေးရဆိုင်ရတီမီခရီးတို့ရတယ်တဲ့နေစားတာအဲ့လိုမျိုးပါခင်ဗျာမပြီးသေးတော့စကားတန်းနဲ့ပြောလို့ရတယ်လေနော်မင်းညာတော့လည်းပြန်ပို့မဲ့ဟာတွေထုတ်ပို့ပြီးသွားရဆိုတော့ဒီနေ့မနေ့အေးဆေးပဲဒီနေ့ကြော်စရာမလိုဒီပြရောက်သွားမယ်သူ့မသိသေးအောင်သွားမယ်သွားပြီးရင်စကလခဏဝင်မယ်မီယိုနီတွေဝယ်ရမယ်ဒီနေ့ကတော့အိမ်မိခိုးတိတ်ပဲဘာမှမလုပ်မနေ့ကျန်တဲ့ကြက်သားအမြင့်နဲ့အသေးမြင့်နဲ့စားမယ်
ဒီဘာမှမကြော်တော့ဘူးမနေ့ကကြားမှပစီးပို့မယ်အဲ့ဒါပို့ပြီးတော့ရှင်တော့တနေ့နာအင်္ဂါပေါ့နော်နေ့ရက် order တက်လိုင်းအင်္ဂါနေ့တက်ပို့ပေါ့မနေ့ကအတွက်အမှမယူဆိုရင်တော့ဒီနေ့မှမနေ့ကမိပါလေအဲ့လိုဆိုတော့အဲ့ပြောချင်းလို့ပါနော်ပြင်းနေပြင်းစရာကြီးလေနော်ဒီဘာမှပြောစရာမရှိဘူးသူချိုးနေကူလေ TV ကလုံးဖွင့်ကျင်တော့ခါကြတော့မနေ့ကတော့မှ TV လေး YouTube ကနေဖွင့်ကြည့်သေးတယ်မြန်မာနိုင်ငံtourist လေးသွားတာပေါ့2025သွားတဲ့အဲ့ကောင်လေးဆိုပြည်သက်ကကောင်တကောင်ဆိုလေမြန်မာနိုင်ငံကျောင်းမကောင်းတာပြောတာမှလေသူကလေကောင်းတာတော့ပြောတယ်သူကဒါပေမဲ့ तू ကပြောမယ် तू နှိမ့်ကျင်တယ်လို့ပေါ့ကွာတည်ရနည်းနည်းအထင်သေးကျင်တယ်လို့ပေါ့ तू ပတ်စံကောင်းရင် तू မကြိုက်ဘူးပြီး तू ကြောက်တော့လေ तू ကြတယ်နော်ပတ်စံကိုလေပကံသွားတယ်ကွယ်မကလေးကြီးရှိရပဲနော်ဂိုက်လေးပါလေခေါ်ပါလား तू နားမလဲဘူးဆို तू ဘာမှနားမလဲဘူးတဲ့နားမလဲဂိုက်ခေါ်ပေါ့ပတ်စံကြောက်တော့လေပေးရမှာစမျောတယ်ဖះတဲ့ဟိုတဲ့ဖះမျိုးသွားတာရွှေတကုံဖះလားမသိဘူးရွှေတကုံဖះကို तू သွားတာကင်မရာမြူဝါခိုင်းလို့တဲ့ငါတဲ့တိုးရစ်တိုးနိုင်ငံကြောင်ညာပေးတာဟုတ်တဲ့ကင်မရာမြူသွားတော့တဲ့ငါတဲ့ကြောင်ညာရဲ့ပေးရသေးရပေါ့နော်မကြော့ဘယ်လိုပြောမလဲယူကဒါပေမဲ့ तू မနိုင်ကြည့်လေမသိဘူးကင်မရာမြူကတော့ကို तू ရိုက်ထားရသေးလား तू ခိုးယူရနေမှာပေါ့ဟိုလိုမျိုးလေးပရိုဘာဆိုလားမသိအဲ့ဒါလေ तू ခိုးယူရနေတူတယ်ဟိုကင်မရာကြီးရောက် तू ထားခဲ့ရတယ်တူတယ်ပတ်စားလည်းမပေးချင်ဘူးကွာအဲ့ကလေးတွေကသိလားအဲ့ကလေးတွေကဟိုဘာပဲရှိအောင်မယ်အော်စချင်နေကောင်းတဲ့တတ်တရအကောင်လေးရလေနေပြီးတော့သွားတယ်နေပြီးတော့သွားတယ်ဘာမှလည်းမရှိဘူး၆ခွင့်ညာပေးပေါ့တည်ရမှာအစိုးရဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့လှုပ်ထားတယ်ဘာညာပေါ့တကွဲမှအကောင်မပြောဘူးသိလားမစီကားနဲ့တော့မတော့ဘလို့စီကားမလဲငါဖိုးနဲ့ပြပြတာပေါ့မစီကားနဲ့သွားရင်ဘလို့စီကားမလဲခေါ်သွားပေါ့နေမီကန်ကိုက်ဒီပိုင်းခေါ်ပေါ့သူတို့တချို့ကောင်လေးသွားတယ်ဆိုနေမီကန်ကိုက်ဒီပိုင်းခေါ်သွားတယ်အကုန်နားလေတယ်ရှင်းပြရတယ်လေဥသူကြတော့ဘယ်မှမခေါ်ပတ်စံပေးရမှာတမျိုးတော့ဆိုင်ကတော့မှအဆုပ်ပဲငါးပါတယ်အဲ့လိုဆိုတော့ဆိုင်ငယ်လေးတဲ့အဆုပ်ပဲရတယ်ဘာညာတဲ့ပေါ့သူအဲ့လိုပြောတာပေါ့နော်သူကဘာတွေပြန်ထိုးပေးထားတယ်ကွာအဲ့လိုဆိုတော့နေပြီးတော့ဖျားပေါ့နော်နောက်ပြီးတော့စီကားနေရာကို तू မသွားဘူး तू ဖုန်းထဲမှာကြည့်တယ် Google မှာ तू သွားကြည့်တဲ့နေရာမှာ तू သွားကြတော့6တွေ့နေရပေါ့နေပြီးတော့ကြီးอ่ะသိရမလားအဲ့ဒါနဲ့ဈေးသွားတယ်ဈေးကတော့စီကားတယ်လေဘာဈေးဆိုတာနာမကြီးရဲ့ဈေးမြောက်ကွာကိုတော့မိပိုင် तू ပြောတယ်အဲ့ဒါနဲ့အဲ့ဈေးကိုလည်းကိုကြောက်ဖူးတယ်ပေါ့နော်နှစ်ခါတော့ကိုကြောက်ဖူးတယ်လို့သူပြောပြတာအရင်ကတော့စီတယ်လို့အခုတော့မသိဘူးပေါ့နော် तू သွားတာ2025ဆိုတော့ဘလို့စီတော့မှလဲခိတ်ကမကောင်းတဲ့ကိစ္စတခုအဲ့ဒါပကံသွားလဲ तू ခိုင်းမခေါ် तू တယောက်တည်းသွားတယ် तू နားမလဲဘူး तू ပြောတယ်ခေါ်ပေါ့အဲ့မှာဖက်ပကံဖျားမှာကလေးတွေအများကြီးရှိရပဲကလေးရှင်းမတက်တယ်ကလေးတွေကဖျားအကြောင်းတွေပဲသိချင်တယ် तू ခေါ်ပေါ့ပတ်စံပေးရမှာတမျောတယ်ကျန်ဟောတယ်တော့ तू ကျတော့ပတ်စံပေးရမှာတမျောလို့မခေါ်တာတချို့တိုးတွေကြတော့သူတို့အချင်းချင်းချိတ်တဲ့ကြတာပေါ့နော်ဒါဘာမှတကယ်ပြတယ်ပဲခေါ်သွားတယ်ကွာပြောပြတာပေါ့နော်ဘာဆိုသူကိုယ်သိတာပေါ့ဘယ်နေရာမှာစီတယ်ဘာညာပေါ့အဲ့လိုသူဖြစ်တယ်အဲ့ကောင်တွေကရပြစ်တဲ့ကောင်လေးတည်းသူကဒါဆိုကြတော့ तू လေးခွင်းပြန်ရောက်ခါသူတို့ကဒီမနေရာအကြိုင်မနေဘူး24နိုင်ပဲနေရဆိုတာမသိပါဘူးအဲ့24နိုင်သူကတရက်ဆိုတရက်ပေါ့နော်သူအဲ့လိုအစုံသွားရတာပေါ့ကွာသွားပြီးလို့ရှိရင်လေရတယ်ဟာတာပြပြတာနော်အဲ့နဲ့လေးသက်ရလို့ရှိရင်လေကောင်းတယ်တဲ့မြန်မာနိုင်ငံတအားလှတယ်ပေါ့နော်တအားလှတယ်ဒါပေမဲ့တဲ့ခိချင်တွေကဘာညာပေါ့ကွာသူပြောတာပေါ့ပြောတော့အခုကျတော့လူတွေကသူတို့နဲ့သူဓာတ်ပုံတွဲရချင်တယ်ပေါ့ကမလေးရတယ်သိရမလားဓာတ်ပုံတွေတင်းထွက်ရဖိတ်ရိုက်ပြီးရိုက်ကြတဲ့ပုံတွေပါတယ်သိလားကြီးကတင်ထားတယ်ဗီဒီယိုထဲမှာကမလေးနဲ့ဆိုရှင်လေဓာတ်ပုံလေးတဲ့ရိုးသားမရိုက်ဘူးအကောင်လေးလက်ကိုတင်းထွက်ဖက်ပြီးတော့ရိုက်ထားတာအဲ့လိုမျိုးတွေရှိရသိလားမနေ့ကမလေးရလေကြီးရတယ်နှစ်ယောက်တောက်တဲ့ဒီဖက်ရိုက်ကြတာကောင်လေးလည်းဖတ်တာပေါ့သူတို့တရားလူတွေကဖြူတွေကတော့ဖတ်တာပေါ့သိရမလားဒါပေမဲ့သူကလည်းလက်ကြီးကိုတေးကိုင်ဖိတ်ပြီးအဲ့လိုရိုက်တာသိလားဟာအဲ့လိုမျိုးတွေရှိရသိလားကိုသူမလို့ရဲဘူးလို့မျိုးသိလားအဲ့နဲ့လေးသက်ရောက်သွားတော့မှ तू ကလေမန်နိုင်ငံကောင်းကြောင်းကို तू ပြောပြတယ်လာကျင်တဲ့လူတွေတဲ့ငါ့ဗီဒီယိုသုံးကြည့်ပေးပါတဲ့ကောင်းတဲ့ဟာတွေရှိတယ်မကောင်းတဲ့ဟာတွေရှိတယ်ပေါ့နော်ဒါပေမဲ့တဲ့မန်နိုင်ငံတွေတအားဖော်ရည်တယ်ပေါ့ကွာသူတို့တဘောသူပြောချက်တဘောကတော့သူတို့ကဒီဆိုးရအောင်မကျင်တဲ့လို့ဒီပြည်နယ်မကောင်းလို့ပြောချင်တာလေပြောရလဲဖြစ်ချင်ဖြစ်နိုင်တယ်ပေါ့နော်တကယ်ကြတော့တဲ့မြန်မာနိုင်ငံရန်ကုန်ဆိုလို့ရှိရင်လည်းအရန်ကောင်းတယ်တဲ့100ကန်လုံးဟိုပါပေါ့လုံခြုံတယ်ထိတ်ချရတယ်ပေါ့နော်အဲ့လိုပြောတာတရားနောက်တစ်ယောက်ကျတော့လေ DJ သမားတိလားဒီသမားကျတော့တော်တော်ကောင်းတယ်အကောင်ကျပြောကျတော့လေ तू ကကျတော့လေအဲ့သူတို့နှစ်ယောက်လာတာ DJ လာတီးတာဒါပေမဲ့တီးခွင့်မရလိုက်ဘူးအဲ့တော့ကျတော့ဘာဟိုဟာလေငလင်ဖြစ်တဲ့ထားမှာငလင်ဘေးတွေအလူခဏကြီးတွေ့တယ်သူတို့အစီအစဉ်ပြတ်သွားတယ်ပေါ့နော်အဲ့တော့ तू က24နိုင်ပဲရတယ်တဲ့တရက်ပေါ့နော်အဲ့တရက်ကို तू ကပထမဆုံး तू ကဖျားသွားလိုက်တယ်ဖျားသွားတော့ဖျားမှာလှတယ်ပေါ့ဘာညာ तू ပြောတာပေါ့နော်ဖျားတွေကအရန် तू တို့ရိတ်ထားတာတော်တော်လှတယ်အားနဲ့ဘိုးရဲ့သဘောကြီးကြပေါ့သိလားအားနဲ့ပြီးတော့ तू ကသူလုံးကြီးတွေဝေးရတယ်သူသဘောကျတယ်တိလားအဲ့ကောင်ကြီးကျွန်တော် DJ သမားနော်သူ DJ မတီးလိုက်ရအောင်နဲ့ပြီးတော့သူကဟိုပါလေမြို့တော်ခမ်းမတွေပဲသွားတယ်ပေါ့နော်သားတော့တိုင်းသွားပါသူကော့တေးပေါ့ကော့တေးကျတော့ငါတို့ဒီဘက်မနိုင်ငံတအားသေးပေါ့တယ်ပေါ့တစ်ချက်ကျော်လောက်ပဲပေးရတယ်ပေါ့နော်ဒီမှာတို့10ကျော်လောက်ပေးရတယ်လေ
အဲ့ဒါကြောက်တော့ပဲကြားတယ်ပေါ့နော်အဲ့တော့တဲ့အရန်ကောင်းတဲ့ကော့တေးတွေတောက်ရတယ်ပေါ့နော်သူကတဲ့ထက်လာအောင်ပဲလူတွေကတဲ့ငါတို့သွားဖို့တားကြတယ်တဲ့မကောင်းဘူးပေါ့နော်အချိန်တွေမကောင်းဘူးမငြိမ်းချမ်းဘူးပေါ့နော်မသွားနဲ့သူအမျိုးတားကြတယ်တဲ့ငါတို့ကလာတာငါတို့ဖမ်းမလားပေါ့နော်ငါတို့ဘယ်လိုလုပ်မလဲပေါ့သူကလာတာတဲ့ခက်လက်နဲ့လာတာပေါ့ကွာသဘောတရားတော့ကွာအပြည့်စုံတော့ကိုလည်းပြောပြလို့မရဘူးပေါ့နော်အဲ့ဒါနဲ့လာတဲ့တကယ်ကြတော့တဲ့ရန်ကုန်မြို့ရတဲ့အရန်အေဂျင့်နေတဲ့သူတို့ဒီဂျစ်သမားတွေအတွက်ကိုသူတို့ကလပ်တွေကလေအရန်ကောင်းတဲ့ကလပ်တွေရှိရပေါ့နော်ကိုယ်မသိဘူးသူတို့ပြမသိတာအဲ့ကလပ်တွေမှာဆိုလို့ရှိရင်လည်းတကယ် special တွေပေါ့နော်အဲ့ဒါတဲ့သူတို့နဲ့တူအဲ့ဒီသမားတွေကိုခေါ်လဲလူတယောက်ရှိရကွာအင်္ဂလိပ်ကြီးပဲဘိုးကြီးပဲအဲ့သူနဲ့ drive ပြီးတော့ပေါ့နော်ဖြစ်ချင်တဲ့လူခေါ်ကြပေါ့ကွာသိရမလားအဲ့လိုပုံစံပြောတာပေါ့သူကတော့ဒီတစ်ခေါက်သူကမတိလိုက်ရဘူးတဲ့အဲ့တော့သူနောက်တစ်ခေါက်သူထက်ကိုလာမယ်တဲ့သူ24နှစ်အတွင်းမှာသူသွားတယ်ပေါ့ဖះသွားတယ်သူစားတယ်တောက်တယ်ပေါ့နော်နောက်တိုင်းစီသွားတယ်ပေါ့နော် excuse me သူကြောက်လေရကြိုက်တယ်ပေါ့နော်ဒါပေမဲ့တကယ်ရောက်တဲ့ခါကျတော့တဲ့90ရာခိုင်တော့မကဘူးတဲ့100ရာခိုင်တော့ကောင်းနေတဲ့ရန်ကုန်မြို့ကြီးရတယ်တခြားပြည်နယ်တော့သူလည်းမသိဘူးသူမသွားတော့မသိဘူးပေါ့နော်ရန်ကုန်မြို့ကြီးရတော့တဲ့100ရာခိုင်တော့ကောင်းပါတယ်စိတ်ချရပါတယ်တဲ့လူပြောသူများရဲ့ပြောကစားတော့သူမလာရဲဘူးပေါ့သူကြောက်တယ်ပေါ့နော်နှစ်ယောက်သားတယောက်ကအမဲလေးတယောက်ကအဖြူအဲ့ဒါနဲ့လာတော့တီဂျီသမားဆိုတော့ကိုဟဲ့အောင်ဟောတယ်သူ24နဲ့ဘာတောက်တာလဲပေါ့နော်သူ TV ပြန်ပါလေသူကအဲ့အပုတ်ဆံမျိုးပေါ့အဲ့လိုတော့ဘာဗီဇာမရတာဘာလို့ကိုလည်းမသိဘူးအဲ့နဲ့နောက်ကြောက်သူပြန်သွားတာပေါ့ဒါပဲအဲ့ကားပေါ်မှာသူပြောတဲ့တယောက်သားလေငါတို့ကတဲ့ပြန်လာအောင်ပါတဲ့ငါတို့အတားကြိုက်တယ်တဲ့ဒီရန်ကုန်မြို့ပေါ့နော်စားတော့လဲပေါ်တယ်ပေါ့နော်ပြီးတော့ဟိုကော့တေးဆိုလို့ရှိရင်အစုံတောက်ရတယ်ပေါ့နော်အဲ့တော့ပြပြတယ်ကြီးကအဲ့ဆိုကိုကတော့ကိုယ်မနိုင်ငံကောင်းရပြတော့ကိုပြောတာဗောသိရမလားမကောင်းရပြလို့ရှိရင်တော့ကိုပဲပြောမလဲနော်အဲ့တော့ဆိုတော့ဟိုဘယ်လိုပဲဖြစ်မနေ့ကကြည်လားတောက်တောက်ကြည်လားတနေ့ကို तू ကအိတ်ရှိပြီးတော့ तू အိတ်ရှိနေလေအိတ်ရှိပြီးတော့လာထိုင်ဆိုတော့ तू ထိုင်ခိုင်းပြီးတော့ဖွင့်တာ non stop ပဲ तू အဲ့တခုကြည့်ပြီးစလိုက်လာတယ်ကွာသိရမလားအဲ့လိုဆိုတော့တောတွေရထားစီးကြတယ်ပဲပြတာပေါ့နော်အစုံပဲသိလားဘိုးတော်ရတယ်ကိုမရောက်ဖွင့်နေအောင်ကြောက်တယ်သိလားအဲ့ဒါရတယ်အဲ့ဒီမှာကြည်ရတယ်ကိုရီးယားဘယ်လိုလုပ်ဆုံးရောက်နိုင်မှာလဲသိရမလားပကံဖျားဆိုရှင်လည်းကိုသွားဖွင့်နေကိုနမကြီးတဲ့ဖျားတွေပဲသွားတာပေါ့နော်တခြားဖျားတွေကိုဘိုးတော်သူတို့တော့ကြောင်ကြားတီသွားတယ်ကွာဟိုးဘက်တောင်တွေပဲတက်တယ်အဲ့လိုမျိုးသွားတယ်မကြောက်ဘူးဘာခိုင်းမှမခေါ်ပါဘူးပတ်ဆက်ပေးရမှာဆိုလို့ဘာခိုင်းမှမခေါ်သူတို့တော့ဘလို့သိမှာလဲကနာနော်ကိုယ်တော့မှမသိတဲ့ကစားတကူအဲ့လိုမျိုးတွေလုပ်တယ်အကောင့်တော့ဆိုချင်လေဟိုမကောင်းတာပြောတာပေါ့နော်ငွေဆောင်သွားတာအကိုဆုံးငွေဆောင်မရဘူးသေးဘူးလေသူသွားမှကိုငွေဆောင်ကြကိုငွေဆောင်သွားတော်တော်လှပါလားချစ်သူများကြုံပါညာချစ်သူများကြုံကဘာလို့ဖို့တုတ်ထားရတယ်ပေါ့နော်ချစ်သူတွေတူမနေဘယ်လိုတူမနေရောက်တယ်ပြောဘာဖြစ်ကြပြောတော့ကိုစုံတယ်ပဲသိတယ်အကောင့်တွေကလီကြီးရတယ်သိလားမကောင်းချောင်းပြောတာပေါ့ကွာဒါပေမဲ့သူတအားကြိုက်တယ်တဲ့လီဂျီလေးကြည့်ရပေါ့နော်ကောင်းတဲ့ဟာတစ်ခုပြောတယ်မကောင်းတာ10ခုတော့ပြောတယ်သိလားအကောင်လေးကြတော့ပြစ်တက်ကကောင်လေးကြတော့ကြီးရတယ်40ရောက်တော့မှကောင်းဆောင်ပြောတာမနိုင်ငံအရန်ตายရတယ်ကောင်လူတွေကဖော်ရွေးတယ်သူတို့နဲ့သူတပုတ်သူတွဲချင်ကြတယ်ပေါ့နော်အဲ့တော့စကားပြောချင်စကားကပြောမတတ်ဘူးပေါ့နော်ဒါပေမဲ့သူကဟယ်လိုဘာညာလှုပ်ချင်ကြတယ်ပေါ့ကွာပြောချင်တာတော့သိရမလားအဲ့လိုမျိုးပေါ့ကြည့် YouTube မှာရှာကြည့်ခီးသွားတဲ့ကောင်လေးသူ2025သွားထားတာဆိုတော့လေရန်ကုန်အချိန်ကြီးကောင်းနေတယ်ပေါ့သိလားကိုရီးယားကမသွားရတာသူတို့ကျတော့သူတို့ကလည်းခက်လက်နဲ့သွားတာပဲတဲ့အဲ့လိုပြောတာနောက်တော့ကြောက်16နှစ်ကောင်လေး16နှစ်ကောင်လေးကလည်းအဲ့လိုရန်ကုန်ပဲသူသွားကြတာပဲမီးမလာဘူးမီးပြတ်တယ်မီးသူကတော့ကောင်းတာအောင်မကောင်းတာအောင်သူကတွဲပြပေးတာပေါ့နော်ပတ်စံနေလို့ရှိရင်လည်းပတ်စံလေးနေမှာဘလို့ဘာညာပေါ့အဲ့လိုသူကအကုန်လုံးပြပေးတာပေါ့အဖိုးကြီးနားထောင်လို့နေနားထောင်တာလို့နေတိနေလို့သွားလို့ရှိရင်လို့ငါလည်းသူအကုန်လုံးပြလို့မတတ်ဘူးလို့သူနားထောင်ခိုင်းတာနားထောင်ခိုင်းတော့သူသဘောကျသူသွားမယ်သွားချင်တယ်ဖြစ်တာပေါ့နော်အဲ့လိုပြောပေါ့အဲ့မျိုးသူမြတ်ကြည့်ပြီးတော့သူလည်းသိတာပေါ့ကွယ်မြန်မာနိုင်ငံအကြောင်းကိုသိတယ်မလားအဲ့တော့ရန်ကုန်ကသူကြောက်တာရန်ကုန်မှာစစ်ဖြစ်တာဖြစ်လာပေါ့ငါတို့ရန်ကုန်ကတော့စစ်ဖြစ်တယ်ဒါပေမဲ့တခြားပြည်နယ်သွားချင်တယ်နေအခုပကံတော့ပေါ့သွားဖို့ဆိုချင်ကိုနေတော့ကြောက်ရတာပေါ့နော်ရခိုင်ပြည်နယ်ဆိုလည်းကိုမသွားရဲတော့ဘူးပေါ့နော်သူပြောတယ်လေရခိုင်ပြည်နယ်မကောင်းဘူးတဲ့အဲ့ကောင်လေးကောင်ပြောပြစ်သက်ကကောင်ကငါသွားချင်တာတဲ့ရခိုင်ပြည်နယ်မကောင်းရခိုင်လက်ကချင်ကမကောင်းလို့ပြောတယ်တဲ့ငါ့ကိုလေသိပေါ်ကနေစဉ်းကြည့်မယ်တဲ့အဲ့တော့တဲ့ငါကားငားတဲ့ကောင်ငားတဲ့ငါကားငားတဲ့လူကားတဲ့ရခိုင်သားတဲ့သူတို့စစ်ပေးချောင်ထားတယ်ပေါ့နော်အဲ့လိုပဲနောက်ပြီးတော့သူဆိုင်ငယ်ငားတဲ့လူတောက်ကလေဘာဆိုလားမသိပါဘူးကချင်ဆိုလားမသိဘူးသူတို့တွေကအခြေအနေမကောင်းဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့သူမသွားဘူးပေါ့မသွားဘူးနဲ့တူပါတယ်အဲ့မှနေပြီးသွားတာပေါ့နော်အဲ့တော့သူကျေးဇူးတင်ပါတယ်ပေါ့မနင်ကောင်လာချင်းတွေသူ့ဗီဒီယိုကြည့်ပါပါညာပေါ့ကွာသိရမလားအဲ့လိုမျိုးသူအချိန်လေးပြည့်ပြီဒါပဲနော်ကျေးဇူးတင်ပါတယ်နားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်တဲ့တယောက်ချင်းတိန်ပေါ့နော်ကိုလှမလှပြန်ပြောပေးဖို့နော်မိကက်လေးနားတယ်ဒီနေ့အလှပြန်နားတယ်မျက်ခုံးမွေးတဲ့နည်းနည်းလေးအကြောင်းတင်ထားရယ်နော်ဘိုင်ဘိုင်အဖိုးကြီးထွက်မလာသေးဘူးသလား